နိုင်ငံရဲ့ချားဆိုတာတကယ်တော့ထင်သလောက်မလွယ်ပါဘူးဗျာအိမ်မှာလို့စားကျင်တဲ့အချိန်မှလည်းစားလို့မရဘူးပြီးတော့သူတို့ကြွေးတဲ့အချိန်မှာစားရတယ်မကြရင်မစားနဲ့ကြရင်စားပဲဘာမှရွေးပိုင်ခွင့်ညှင်းပိုင်ခွင့်လည်းမရှိဘူးတခါတလေစားတာစားနေရတာဘာတွေစားရမှန်းလည်းမသိပါဘူးဗျာမစားလို့ကလည်းမရဘူးလေအလောက်ကဆက်လုပ်အောင်မယ်မလားဒီတော့ဘိုက်ပြအောင်ပဲစားရတာပေါ့ဗျာတခါတလေဘိုက်ပြအောင်စားနေပြီမဲ့ရွာအမေချက်တဲ့ဟင်းကိုတတိယပေါ့ဗျာစိတ်ထဲမှာတော့အမေရဲ့လက်ရာကိုတတိယနေတာအချိန်တန်ရင်ပြန်ရမယ်ဆိုတဲ့စိတ်နဲ့အမြဲအားတင်းထားနေရတယ်တကယ်တော့နိုင်ငံရဲ့ချားဆိုတာထင်သလောက်မလွယ်ဘူးဆိုတာကိုအားလုံးသိစေချင်တယ်ဗျာကြင်ကြင်ခံနိုင်အောင်ကြိုးစားရမယ်ဇွဲရှိရမယ်တီးခံရမယ်အားလုံးကိုကြော်ဖြတ်နိုင်မှရပါပြီးတော့ကျမ်းမာရေးကောင်းအောင်လည်းနေရမယ်ဘာလို့လဲဆိုတော့သူများနိုင်ငံမှာကျမ်းမာရေးမကောင်းလို့ရှိရင်ကိုမိသားစုတွေကဝေးတယ်လေအဆင်မပြေဘူးမလားဒါကြောင့်